မြန်မာရွှေရောင်ချုံလွမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်ပင်များတာဝန်ကိုယ်စီယူဆောင်ထိန်းသိမ်းသောအနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိတ်ဝစကားရမစင်သိတာဘုကောင်ဖက်ကတွင်ဒီရဲ့ဖေရှောင်းမဲမဟေးရေကောင်းတော့တော်တော်လုံးမဲစာဒီဝဲစာဒီမှာကေဟဲရေကောင်းတော့တော်ကမာလေးဆွဲမလျှော်နဲ့ဟေးပထမဆူလက်အရာယူမဲတော့အိမ်မကိုတော့တဲ့ပြလို့ MYANMAR မြန်မာတဲ့ဟေးမြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့ကြိုးစား MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပို့ကြိုးစား MYANMAR တော်ရင်ချမ်းများနဲ့ရှိခိဆက်အခိုင်မာချီလမ်းများဘုကောင်ထက်ကပြည့်ရဲ့ဖေရှောင်းမပေးဘူးဟေးရေအောင်တော့ထုံးလို့မပဲစာဒီဝဲစာဒီမှာနေနေကြတော့တော့မြန်မာရင်းဆွဲမလျှော်နဲ့ဟေးပထမဆူလက်အရာယူပဲတော့အိမ်မကိုတော့တဲ့ဝလို့ MYANMAR မြန်မာတဲ့ဟေးMYANMAR